လူတယောက်ဈေးကန်းလာတဲ့အခါမှာကြောအောက်တယ်ကျွန်တော်တို့ရဲ့ဒီလက်ပြင်ကိုနှစ်ခုကြားထဲမှာနားတယ်အောက်တယ်ဆိုရင်ဖြစ်နိုင်ရည်ရှိတဲ့အကြောင်းအရာလေးတွေကိုကျွန်တော်ဒီမှာ share လုပ်ပေးပါမယ်အဲ့တော့အဖြစ်အများဆုံးကတော့ musculoskeletal cause လို့ခေါ်တယ်ကျွန်တော်တို့ရဲ့ကြောပြင်မှာရှိတဲ့ကြွက်သားတွေပေါ့နော်လှုပ်ရှားမှုတစ်ခုကိုခေါက်ပြန်လုပ်တယ်ကျွန်တော်အလေးပင်နေမားတယ်ဆိုရင်လည်းဒီကြွက်သားတွေကိုတင်းအားဖြစ်သွားတယ်ဖိအားဖြစ်သွားတယ်ဆိုရင်ကြောအောက်တာမျိုးဖြစ်တတ်တယ်ပြီးတော့ကျွန်တော်တို့ရဲ့ body posture ပေါ့နော်ကျွန်တော်ထိုင်တဲ့အခါမှာမက်မက်လေးရင်ဘတ်ဖွင့်ပြီးခါလေးကော့ပြီးထိုင်တာမျိုးမဟုတ်ဘဲနဲ့ဒီလိုမျိုးကုန်းပြီးတော့ထိုင်နေတာမျိုးတွေတနေ့ကုန်ဖုံးကြည့်နေတာမျိုးတွေပေါ့နော်ကွန်ပျူတာကြည့်ရတဲ့လူတွေအဲ့လိုလူတွေဆိုလဲကျွန်တော်တို့ရဲ့ပိုချာပေါ့ပိုချာဒီလိုဖြစ်နေရင်လည်းကျွန်တော်ကြောပြင်မှာရှိတဲ့အရွက်တွေတင်းမယ်ကျွန်တော်တို့ရဲ့ဒီကြောပြင်ရဲ့ဘယ်လိုပြောမလဲကြွက်သားတွေပေါ့နော်ကြွက်သားတွေမှာတင်းအားတွေဖြစ်ပြီးတော့ကြောအောင်တာမျိုးဖြစ်တတ်တယ်နောက်တစ်ခုကတော့ကျွန်တော်ကြောရိုးစစ်ကတစ်ခွန်းတစ်ခုကထပ်တာတဲ့အခါကြောရိုးစစ်တွေတစ်ခွန်းတစ်ခုပြီးပြီးကျွံကြားတာမျိုးဆိုရင်လည်းအာရုံကြောတွေကိုညှက်ရင်ကြောအောင်တာမျိုးဖြစ်တတ်တယ်အဓိကအလွယ်မှိုက်တော့ဗျာကျွန်တော်တို့ကြောပြမှာရှိတဲ့ကြွက်သားတွေအယိုးတွေကြောင့်ဖြစ်တာများတယ်အဲ့လိုအခြေအနေမျိုးတွေဆိုရင်တော့ကျွန်တော်တို့ကဘာလုပ်ရလဲဆိုတော့လေကိုယ့်ရဲ့ပိုချာကိုပြင်ဖို့လိုတယ် rehab exercise ပေါ့နော်ပြန်လည်တန်ဆွမ်းရေးလေ့ကျင့်ခန်းလေးတွေဒါမျိုးလေးတွေလုပ်အကိုက်ခဲသေးအကျော်ပြည့်စည်လေးတွေတောင်းရင်တော့အဆင်ပြေတယ်ပေါ့နော်တချို့ကျတော့အမျိုးသမီးတွေကျွန်တော်တို့ဒီအယိုးပွားတာပေါ့နော်အယိုးပွားတာရဲ့နောက်ဆက်တွဲအနေနဲ့ကျွန်တော်တို့ရဲ့ဒီကြောရိုးစစ်အစ်စ်တွေကသူအရှိဘက်ကိုသူတို့ပြီးကြတဲ့အခါကျရင်လည်းဒီမှာရှိအောင်ကြောတွေညှက်ပြီးတော့ကြောအောက်တယ်ကျွန်တော်တို့ရဲ့ပိုချာကသူတို့ကုန်းကြီးဖြစ်လာတယ်ပေါ့နော်ဒါမျိုးတွေလည်းဖြစ်နိုင်ရည်ရှိတယ်အဲ့တော့ကြောအောက်တာကကြောကြောင့်မဟုတ်ဘဲနဲ့ကျွန်တော်ခန္ဓာကိုယ်မှာတခြားသောအစိတ်ပိုင်းတွေကြောင့်တခြားသောနေရာမှာယောဂဖြစ်ပြီးမှကြောမှာလာအောက်တာမျိုးလည်းဖြစ်တတ်တယ်အဲ့ဒါကို refer pain လို့ခေါ်တယ်ဘယ်လိုအခြေအနေမျိုးတွေလဲဆိုဥပမာကျွန်တော်နှလုံးသွေးကြောကျဉ်းတဲ့အခြေအနေမျိုးပေါ့နော်နှလုံးသွေးကြောကျဉ်းနေဆိုရင်ရေမအောက်တယ်ရေမအောက်တာနဲ့အတူကြောပါအောက်တယ်ပြီးရင်ကျွန်တော်တို့ဒီ aortic dissection လို့ခေါ်တယ်ကျွန်တော်တို့ရဲ့နှလုံးအားထွက်တဲ့ပင်မသွေးကြောမကြီးမှာပြဿနာဖြစ်နေတာဒါဆိုလဲရုတ်တရက်ကျွန်တော်ကြောပင်တွေအောက်လာပြီးတွေးပေါက်နေကြတာမျိုးတွေလည်းဖြစ်လာနိုင်တယ်ရှိတယ်အဲ့တော့ဒါတွေမဲလားဆိုတချို့ကအဆုတ်ရှိတယ်ကျွန်တော်ကြောပင်ကအကျယ်ကြီးဗျအကျယ်ကြီးဆိုတော့ဒီမှာအဆုတ်နှစ်ဖက်ရှိတယ်ဒီအဆုတ်တွေပါသွားပြီးတော့အဆုတ်ခဲနေတဲ့နမိုးနီးယားဖြစ်တယ်ဒါမှမဟုတ်လေအဆုတ်ပေါ်မှာကာဗာလောက်တာတဲ့အလွှာလေးရောင်နေပေါ့နော်အဲ့လိုအခြေအနေမျိုးတွေဆိုရင်လည်းဒါလည်းကြောအောက်တယ်ဒါသူကတော့ချောင်းဆိုးတာတွေပါနေနဲ့တွဲမှာပေါ့နော်ဒါလည်းတစ်ခုတချို့ကျတော့ကျွန်တော်ဘိုက်ထဲမှာရှိတဲ့မုတ်ချိုအိတ်ရောင်တယ်ကျွန်တော် gallbladder ကျွန်တော်တို့တဲကျစ်အိတ်ရောင်တယ်ဒီလိုအခြေအနေမျိုးတွေဆိုလည်းကြောအောက်တတ်တယ်ပြီးရင်အဆိုင်ရောင်တက်တဲ့လူတွေသိတယ်အဆိုင်ရောင်နဲ့အဆိုင်အနာဖြစ်တယ်ဒီလိုတွေဆိုလဲကြောပြမှာလိုက်ပြီးအောက်နာမျိုးတွေလည်းဖြစ်နိုင်တယ်ရှိတယ်အဲ့တော့ကျွန်တော်တို့ကြောအောက်တာဖြစ်နိုင်ကြီးအများကြီးပဲရှိတယ်အဲ့ဒီဖြစ်နိုင်ကြီးတွေကိုကျွန်တော်စဉ်းစားပြီးမှစမ်းသပ်နေမြန်ပြီးမှဘာကြောင့်ဖြစ်လဲဆိုတာကိုသိကူဖို့လိုပါတယ်အဓိကအဖြစ်အများဆုံးကတော့ကျွန်တော်တို့ရဲ့ခုနပြောတဲ့အယိုးအစစ်နဲ့ပတ်သက်တာတွေကျွန်တော်အရွတ်တွေနဲ့ပတ်သက်တဲ့အကြောင်းအရာတွေဖြစ်တယ်နောက်တစ်ခုကတော့ကျွန်တော်တို့ကရေယုံကိစ္စတွေဆိုရင်လည်းကြောပြင်မှာကျွန်တော်အောက်တာမျိုးပေါ့နော်ကြောပြင်မှာရေယုံပေါက်ရင်ကြောအောက်တာမျိုးဖြစ်တတ်